ကောင်းနေတယ်လို့ဂျန်ဂလာမှာလည်းဒါကန်လိုမျိုး experience ရှိနေခဲ့တဲ့တကယ်ဒါ legend တယောက်ပြန်ပြီးတော့ရောက်ရှိလာခဲ့တာဆိုတော့ကြလေမက်ဆီရဲ့ဒီတစ်ခေါက်ဒီ line up မှာဒီ NEC မှာပေါ့နော်ဒါဘယ်လောက်ထိလှုပ်သွားနိုင်မလဲဆိုတော့တစ်ဖက်ဆက်လက်ပြီးစောင့်ကြည့်သွားမှာဖြစ်ပါတယ်အတင်းကြီးတင်းဖြစ်တဲ့YNG ကတော့ဒါနောက်ထပ်ဒီ upper bracket ပြီးတော့ပေါ့နော်တက်လန်းသွားခဲ့ပြီဖြစ်ပါတယ်နောက်ထပ် upper bracket ကိုဆက်လက်ပြီးတက်လန်းသွားမယ်အတင်းကတော့ဘယ်တင်ဆက်ပြီးဖြစ်သွားမှာလဲမက်ဆီကထက်လိုက်နိုင်မလားထပ်မှန်ပြီးဒီပွဲလေးတွေမှာနော်ဆုံးဖြတ်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ best of 3 game number 1လေးကိုစပြီးကြည့်လိုက်ရအောင်ဗျာဟုတ်တယ်ဒီနေ့တော့ကတော့ပထမဦးဆုံးကျွန်တော်တို့တက်သွားတဲ့ grand final ဆိုတော့ upper bracket ကိုတက်သွားတဲ့အတင်းကတော့ကျွန်တော် YNG ပေါ့နော်ဒုတိယအတင်းအနေနဲ့ကတော့မက်ဆီပဲဖြစ်သွားမလားဒါမှမဟုတ်ပလာတင်ပဲဖြစ်သွားမလားဆိုတော့ဆက်လက်ပြီးစောင့်ကြည့်ရမယ်မက်ဆီကတော့ထုံးစံတိုင်းလေးပဲဗျာသူရွေးနေစလေးနဲ့ပဲပြန်နေပြီးတော့ပွဲတည်လာတယ်အတင်းနဲ့ပထမဦးဆုံး sorry ပြန်ပွဲဖြစ်တာကြောင့်အကောင်းဆုံးတွေတော့ထုတ်ပြသွားမယ်ဆိုတော့ Yan Ace အနေနဲ့ဒီပွဲစဉ်မှာသူဘာတွေများပြင်ဆင်လာမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာဂျန်ဂလာ match မှာပြန်ပြီးတော့ရှင်ကြည့်မယ်ဆိုရင်တော့ Leomon တို့မျိုး Yisan Shin ဆိုတဲ့ match ကတော့တွေးထားရှိတဲ့ဂျန်ဂလာဒါအပြိုင်ဆိုင်လေးပေါ့နော်အဲ့တော့ကျွန်တော်တို့နည်းနည်းလေးပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်တော့အပေါ်လမ်းမှာရှိတဲ့ goal line match ကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်Rookie ကိုအားလင်းကနေကစားဘိုးရဲအနေနဲ့လိုက်ပြီးတော့ထိုးနေတာဗျဂျီကွေတို damage တကယ်ကိုကောင်းနေတယ်နောက်မှ line နေတာကလည်း Nico ရဲ့ signature လို့ပြောလို့ရတယ်ဒါကျွန်တော် Fasa ထိတ်ရထားတယ်ဆိုတော့ပွဲကတော့ Mitchu တော့တော်လေးလှုပ်ထားနိုင်တယ်ဗျအပေါ်မှာလည်းအလီဒါဒီပွဲမှာ CC နဲ့တူ Cherry Judy ရဲ့ career ကိုပေါ့နော်အားလင်းကနေကစလိုက်ပြီးတော့ပုတ်နေရဆိုတော့ career နဲ့ fan တိတ်အဆင်မပြေအောက်မှာတော့ဒါ Sora အနေနဲ့နည်းနည်းလေးမျောလင့်ချက်လေးတော့ရှိနေပါသေးတယ်ဒါပေမဲ့ Sora ရဲ့ဒီ Torrent Form တွေတန web တွေကလည်းတေချာ battle မှာအန်ဝင်ကွေကြလှုပ်ထားနိုင်မှာအဆင်ပြေပါပေါ့နော်ဒါပေမဲ့သူတို့ဘက်မှာ mid combo မှာကျတော့ Grot Kimi တစ်ပေါက်ကတော့ battleအများကြီး changes ပေးသွားနိုင်တယ်ပေါ့နော်သူရဲ့ wine chat တွေ post win တွေအဲ့နောက်မှာရောက်လာမယ် Leomon ရဲ့ time တွေအဲ့ဂျားထဲမှာတော့သူရဲ့ turning point အများကြီးရှာလို့ရတယ် battle တွေမှာ camp point တွေအများကြီးလည်းရှာလို့ရတယ်ဗျပလာတင်ကတော့ battle fight တွေမှာသူတို့ရဲ့ဒါ ultimate တွေကိုကောင်းကောင်းကြီးဒါ Bravo combo အနေနဲ့အသုံးချလို့ရရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်း pick off ဖြစ်နေရဆိုတဲ့အတွက်ကြောင့်တယောက်လောက်ဒါသူတို့ပါဝါပြီဆိုတာနဲ့သူတို့ battle တဲမယ်ဆိုတဲ့ setup တွေတစ်ခုကပြတ်သုံးသွားနိုင်ကြတော့ရှိတယ်အဲ့တော့အရာအလုံးကဘူရဲပေါ်မှာတော့သွားပြီးတော့မူတည်နေတယ်လောလောဆယ်မှာ mobility ပိုင်းဆိုင်ရာအရာ vision ပိုင်းဆိုင်ရာမှာအားသာချက်ရှိနေတဲ့ဘူရဲတွေတစ်ဖက်ကကျွန်တော်တို့ rookie ထက်ဆောင်မယ်ဆိုရင်တော့ပို့ပြီးတော့ level ပိုင်းခြားဆိုင်ရာမှာများနေတယ်ဘက်ကနေပြီးကျွန်တော် even G အနေနဲ့ ultimate ရလာတဲ့ပိုင်းခြားတစ်ခုမှတော့ Messi တဲ့ objective dance ကိုတော့ pressure ပေးဖို့အတွက် Platin ကြည့်နေပြီဗျာ Target dance မှာတော့ she ဆိုရဲ့ Leomon လေးကတော့ပို့ပြီးတော့ fine နေမလားလို့ပေါ့လေဒါပေမဲ့လည်းတစ်ဖက်မှာလည်းကန်ဖြစ်နေတဲ့အတွက်ကြောင့် can retribution ဆိုတာဟိုးရင်ကနေအစကြော်လို့မရတဲ့အနေထားဆိုတော့ she ဆိုအနေနဲ့ကန်ကိုကြော်ပြီး retribution လာပေါက်နိုင်မလားဆိုတာထပ်ပြီးတော့ကြည့်ရမယ် Draven Face ကတော့ Team Fight မှာတော်တော်လေးဆိုင်လို့ကောင်းတယ် Draven Face ကိုပိုင်ထားရင် extra team မှာ Messi 3 kind တွေတစ်ဖက်မှာလည်းကြီးစု damage တွေ retribution မှာတော့ကန်ပြန်ရသွားတယ်ဗျာအဲ့ဒါမှာ first blood အနေနဲ့နောက်တစ် she ကိုထပ်ပြီးတော့ရထားရင်းနဲ့ပဲအောက်မှာရှိနေတဲ့ Sora Yan Ace ကိုပါထပ်မံပြဆုံးသက်ရင်းနဲ့ပဲ first starter နဲ့တူ Hiroki အကောင်ကြီးနှစ်ကောင်ကိုတော့ Messi စပြီးတော့ရထားတာပဲဖြစ်ပါတယ် Yan Ace တော့ကတော့အရန်ပျော်ဖို့ကောင်းတဲ့ early game တော့မဟုတ်ဘူးဗျထို့အတူပဲ Platin အတွက်ကတော့ဒါသတင်းစိုးတစ်ခုကတော့ရောက်ရှိလာခဲ့ပြီပေါ့နော်အဲ့ဒါ Messi အနေနဲ့ early day ကိုကဒါသူ့အတွက် space ရသွားပြီဆိုတော့အထိပ္ပယ်မျိုးကိုတော့သွားပြီးတော့တက်ရောက်မယ်တောက်လျှောက်ဆိုသလိုပဲကျွန်တော် Chizu ပြီးရင် even G တို့ကိုတော့ pressure တော့လိုက်ပေးမယ် big game ကြော်လာပြီဆိုတာနဲ့အမျှ Messi ရဲ့အရေးပါမှုတွေကပို့ပြီးတော့ဒါကျွန်တော်မြင်တွေ့ရဖို့အတွက်တော့ရှိမယ်ရွေးနဲ့ spit ထားတယ်ဆိုတဲ့အကြောင်းရင်းကတော့သူ့အနေနဲ့တစ်ဖက်ကအသင်းရဲ့လောက်ကွက်တွေဘာတွေလုံးနေလဲ verification မှာဘယ်သူတွေကထောင်းနေလဲဆိုတော့လိုက်ပြီးတော့ inform တင်ပေးဖို့အတွက် Messi ကပို့ပြီးတော့လောက်ကွက်တော့ထွက်သွားလိမ့်မယ်လောဆိုတော့ Nico Yan Ace ကိုတော့လာပြီးတော့ကြည်ထားခြင်းသေးတယ်တစ်ခေါက်တော့ down ထားပြီးသွားပြီဒါပေမဲ့နောက်တစ်ခေါက်လောက်သာထပ်ပြီးတော့ down သွားမယ်ဆိုရင်ဒီ Yan Ace ပြန်လဲပြီးတော့ကျွန်တော်ထောင်မလာဖို့အတွက်ခက်ခဲသွားလိမ့်မယ်ဗျာ stack ကမပြေဘူးအဲ့နံပါတ် asteroid တွေနဲ့အတူနောက်မှရောက်လာတဲ့ကန်ရဲ့ damage တွေဂျားထဲမှာနောက်တစ်ကြိမ် Yan Ace ပြောနေတုံးလေးပဲရှိသေးတယ်တန်းပြတ်သွားတဲ့နေသားမှာတော့ off ကတော့စပြီးကျိုးပြီလို့ပဲပြောရမှာပဲအဲ့ဂျားထဲမှာ Messi ကနောက်ပိုင်းရောက်လာမယ်ဒီ IOH damage တွေကိုတော့ဆက်လက်ပြီးတော့ပလာနေနဲ့ထပ်ပြီးတော့ခံရဖို့တော့ရှိမယ်ပေါ့နော်အဲ့ဂျားထဲမှာတော့ vision ကဆက်ပြီးတာဖို့တော့ပလာနေနဲ့မဖြစ်နိုင်ဘူးလို့ပဲပြောရမှာပဲ early game မှာတော့တော်တော်လေးကိုဒီဘက်က Messi ဖိတာတော့သူတို့ခံလိုက်ရပြီဗျာဘူရဲကလည်း early game မှာတော့သူ့ရဲ့ဒါတာဝန်တွေကိုတော့ကောင်းမွန်စွာနဲ့တော့ဒါသူ့အနေနဲ့တောက်လျှောက်ဆိုသလိုထမ်းဝင်ပေးနေရပေါ့နော်ဘူရဲကတော့ဒီ vision ပိုင်းဆိုင်ရာမှာတော့လိုက်ပြီးတော့တာဝန်ယူပေးထားတယ်ရှီဇူ family ပိုင်းဆိုင်ရာမှာတော်တော်လေးတော့တိုင်ပတ်နေနီကိုဇုံနေချထားတယ်သူရှီဇူသူတို့ကတော့ကိုင်းသွားပြီဗျာဗတဲဆိုင်မှုအတွက်ကတော့ကျွန်တော် Platin အတွက်ကတော့အရန်တော့မလွယ်တော့ဘူး Yan Ace ကလည်း quick win ရှင်းမှုအတွက်ကလည်းကျန်နေသေးတယ်ဒါတဲ့ objective fight မတိုင်ခင်မှာ Messi ရဲ့လောက်ကွက်တွေကိုတော့ရှင်းလင်းတော့စပြီးတော့မြင်တွေ့နေရပြီဗျာဒါပေမဲ့ Platin ဘက်ကကျွန်တော် highlight player တယောက်တော့ရှိတယ်အဲ့ဒါတော့ Cherry Judy ပဲပေါ့တချို့တော့စောင့်ကြည့်ရမယ်လို့ဆို Messi အရန်ကြုံသွားပြီ 4v1 ပြန်မေးထားတဲ့အနေထားမှာတော့အားလုံး spare ဝိုင်းပြီးတော့ကျွေးလိုက်တာဒီတစ်ခေါက်မှာတော့ Messi ပြန်တော့ down သွားပါပြီ Messi နောက်တက်တဲ့ချိန်အဲ့လိုမျိုးထပ်တော့ကျုံလို့တော့မရအောင်မာတော့မာလေးဆိုပြီး spare ဝိုင်းပေးတော့ပြန်တော့ကြွရတယ်ပေါ့နော်အဲ့လောဆိုတော့အောက်မှာပြန်ကျိုးသွားတဲ့အနေထားတစ်ခုမှာ Platin Hiroki အနှဲငယ်ပြန်ရထားရင်းနဲ့ပဲနော်အနှဲငယ်လေးကိုတော့ပြန်ရထားပါသေးတယ် second target fight ကတော့ Platin ဆက်ရမှတော့ရမယ်မရဘူးဆိုရင်တော့တစ်ဖက်က network က 3k ကျော်နဲ့တူနောက်ဆုံး last starter တွေဒီမှာထပ်ပြီးသွားနိုင်နေရှိတယ်ဆိုတော့ကြလေပြီးတော့ကျွန်တော်ဒီ target တရားတဲ့ချိန်ပြီးတိုင်းစီမှာလေကျွန်တော်ဒီဘက်က string ကနေပြီးတော့ Elite Skin ကုတ်ကလေးတွေတောက်လျှောက်ပြန်ပြီးတော့ချပေးနေပါတယ်ကျွန်တော်တို့ဒီဘက်ကပွဲစဉ်လေးကိုလည်း like and share လေး
လေးလုပ်ပေးနေတယ်ပဲကျွန်တော်တို့ဒီဘက်က inline skin ကုတ်လေးတွေအားလုံးပဲကန်ဆန်းနိုင်ပါတယ် ဟုတ်ပါတယ်အဲ့ဒါ objective 5ကိုတော့ Matt C စတင်ပြီးတော့ dance ဆော့ဇန်နေတစ်ဖက်ကနေပြီးတော့ Paladin ဝင်တိုးလာတဲ့ retribution ကန်ထပ်ပြီးတော့ရထားသေးရန် ace baby 89ကျွန်တော် heaven web တင်နေတူပဲကန်1 for 1တော့ trade သွားသေးတယ်ဗျာ ဒီဘက်မှာလည်း Nico အနေနဲ့ပြန်ရအောင်မယ်အရင်ဝင်လာတဲ့ Yan Ace ကိုပြန်ပြီးတော့ပဲထိတ်ချောင်းထပ်လောက်ထားနေတယ်ပဲ Hyugi ကတော့1-1လေးပဲပြန်ပြီးတော့လဲထားတယ်ဒါပေမဲ့ဒီဘက်မှာတော့ကန်ပြန် down သွားတာဖြစ်တဲ့အတွက်ကြောင့် second target ပြန်ရခဲ့တယ်ဆိုပြီးမှတိတိတတ်တာကြီး network ကတော့အရင်မတာခဲ့ဘူးပေါ့နော်ဟိုဘက်မှာကျ Hyugi နှစ်ကောင်ရပြီးသားသူ့မှာတစ်ကောင်ပြန်ရလိုက်တာဆိုတော့ဂိုးကတော့နည်းနည်းတော့ကွာသွားရတယ်နော် ရန် ace ဒါမျိုးတောက်လျှောက်ဆိုသူတို့ကန်ကိုလိုက် PR ပေးနိုင်မယ်ဆိုရင်တော့စိုးတော့မစိုးဘူးဗျာတောက်လျှောက်သူတို့ elite ဘက်ကတော့နည်းနည်းလေးဒါမျက်စိတော့ကြာနေ rookie ပဲရှိရဗျာဘိုးရဲကတော့သူ့ရဲ့တောင်းတော့ကြေသွားပြီဘေရှင်ပိုင်းဆိုင်ကတော့လာပြီးတော့ elite တော့ information တော့ပေးပြီးသွားပြီဗျာအဲ့တော့တစ်ဖက်ကနေပြီး Paladin အနေနဲ့ elite ကို flank မှုအတွက်ကတော့မလွယ်တော့ဘူးအလဲမှာလဲ Yan Ace ကကန်အောင်စောင့်နေတာတန်ဖောင်လေးနဲ့ပဲတန် flash တန် rush တင်ကြတယ်မခံထပ်ပြီးတော့ပဲပေးတာသေးတယ်ဗျာ Team fight မှာနဲငယ်ကျွံသွားတဲ့တိုင်းတာတစ်ခုမှာတော့အဲ့ရောက်တေချာလေးခွင်ကောင်းယူထားတဲ့ပလာတင်ကန်ကိုပြန်ရခဲ့တယ်ဆိုပြီးအပေါ်မှာလဲသူတို့ရဲ့ဗတဲ့ main ကင်ဖြစ်တဲ့ခေါင်းကင်ဖြစ်တဲ့ Cherry Duty ပြန်ပြီးတော့ down သွားပြီဗျာ leader family space အနေငယ်ပြန်ရသွားလို့ဒီအပေါ်လေးတာဝါတစ်ခုကိုပါသူအနေငယ် short ထားပေးနိုင်ပြီဗျာ Hyugi ပြန်ရခဲ့တဲ့အောက်မှာဂျန်ဂလာတစ်ကောင်ထက်ကောက်ထားနိုင်တယ်ဆိုပြီးဂိုးပြန်ကျိုးသွားတာဖြစ်တဲ့အတွက်ကြောင့်ပလာတင်အနေနဲ့လဲ network ကိုဒီချိန်မှာပြန်ညှိနိုင်ဖို့တော့မလွယ်ဘူးအဲ့လိုပဲတစ်ဖက်မှာလဲ Method C တီလဲ Hyugi ရခဲ့တယ်ဆိုပြီးသူတို့ရဲ့ဗတဲ့အချက်ချဖြစ်နေတဲ့ Jishin နောက်မှာ damage ပေးရမယ့်ဂျန်ဂလာတစ်ကောင်က Hyugi ပြန်ပေးနေရတဲ့အနေထားမှာသူတို့လိုချင်ရတဲ့ရထိုင်တဲ့ network ကသူတို့ပြန်မရထားဘူးပေါ့ဗျာ ဒီကတော့ကျွန်တော်ဘိုရဲအနေနဲ့ကတော့ပေါ်ပိုင်းဆိုင်ရအောင်တောက်လျှောက်ကိုတော့ vision လိုက်ပြီးတော့ဖွင့်ပေးထားရဆိုတော့ကြောင့်အောက်မှာ Messi ကကောင်းကောင်းကြီးတော့သူ့ရဲ့လောက်ွက်တွေကိုပြနေလို့တော့ရတယ်ဗျာဒီချိန်မှာနီကိုအိုးအနေနဲ့များလိုက်တာဝင်းမိုင်ဝင်းနဲ့ဂျားထဲမှာဖြတ်ပြေးသွားတယ်တစ်ဖက်မှာလည်းကျွန်တော် blue buff မှာတော့ Messi information လေးကတော့သွားပြီးတော့တင်ပေးထားရဗျာဘိုရဲအနေနဲ့ကတော့ pick off လေးတစ်ခွက်ကတော့ကျွန်တော်မြင်တွေ့ရမလားဆိုတော့စောင့်ကြည့်ရမယ် Messi အော်လန်ကတော့ free wave ကိုသူနည်းနည်းလေးသွားပြီးတော့ကြိုရှင်းမှုအတွက်အစီအစဉ်တော့ရှိမယ်ဒီကတော့တာတဲ့ objective fight လေးမှာ 5v5 Matic အနေနဲ့တော့စိုင်နေတဲ့ပုံစံမျိုးလေးတော့ရှိမယ်ဗျာ မတစီးနေနဲ့ network ကအားလေးလုံးကတာတယ်ဆိုပေမဲ့ second target အပြီးမှာစားစားနဲ့ပြန်ကြလာရန်တော့မကွာဟုတ်တယ်ပလာတင်အနေနဲ့လေပလာတင်အနေနဲ့လည်းဒီကန်တို့ဘာတို့ပြန်ရထားတာမျိုးလေးတွေမက်ဆီတို့ဘာတို့ပြန်ပြီးတော့ချိုးထားနိုင်တာမျိုးလေးတွေအဲ့အချက်တွေဂျားထဲမှာတော့သူတို့ပြန်ပြီးတော့ပေါ့နော် network အများကြီးမကွာအောင်လို့သူတို့ပြန်ပြီးတော့ထိန်းထားနိုင်တယ်ပြီးတော့နောက်ပိုင်းသူတို့ဒီ grow wine chain တွေလေးမမြင်ခေါ်တဲ့ time တွေ game pause minute တို့နောက်မှရောက်လာမယ် great damage တွေဂျားထဲမှာလည်းနောက်ဆုံး team fight တွေ output damage အများကြီးများသွားနိုင်တယ်ဆိုတော့ဒီအရောက်မက်ဆီဘယ်လိုမျိုးပြန်ပြီးတော့ Yan Ace only can only လေးပဲထိန်းထားနေတယ်ကန်ဘာမှလုပ်ခွင့်မရဘူးဗျာ SY ဂျားထဲမှာ cherry Kibio ပြန်ရထိုင်းတယ်ပထမမှာလည်း Yan Ace ကိုပြန်ရထားတယ်မသိစီဒီ target file လေးပြန်ရောက်ယူနိုင်မှာဆိုမရဘူးဂျန်ဂလာမရှိတဲ့အနေဒါတစ်ခုမှနောက်ဆုံး target လေးပြန်ပြီးတော့ပေးလိုက်ရပြီဗျာအဲ့မှာ rookie ပြန်တိုက်ထားရဲဆိုပြီးမှ output damage ဆက်လိုက်ပြီးတော့ကွန်ဘိုချက်မလိုက်လာနိုင်တဲ့အနေဒါတစ်ခုမှတော့ပလာနေနေနဲ့လည်းပြန်တီးထုတ်လို့တော့မရခဲ့ဘူးဗျာ သူကြောက်ကိုကြားနဲ့ကြာရှုံးလေးရတော့ရှီသွားခဲ့တယ်ဒါပေမဲ့ပြန်ပြီးတော့ကြီးရမယ်ဆိုလို့ရှိရင်တော့ Paladin ဘက်ကနေပြီးတော့ mission ဆက်ဖြစ်သွားတယ်လို့တော့ပြောလို့တော့ရမယ်ဗျာသူတို့ဘက်ကနေပြီးတော့ target objective ရလိုက်တဲ့အနေဒါတစ်ခုမှ network gap လေးတစ်ခုကတော့သွားပြီးတော့ရှိနေတယ်ဘိုးရဲရှီစုကိုပြေးပြီးကြည့်ကြတယ် pick off လေးကတော့ရှိရဗျနောက်ကနီကိုရဲ့ faster air strike နဲ့ဆိုတန်းပြီးတော့ instant ပြတ်သွားနိုင်ကြီးကတော့ရှိရ Cherry Duty တော့ကတော့အနေရောများတယ် rookie mighty string Messi ကိုလှမ်းပြီးတော့နီကိုအနေနဲ့ zone င်းထောက်ထားရကျွန်တော် event ကြီးကွက်တွေပြဖို့တော့စူးစမ်းနေသေးရဗျ Yan Ace ပြေးဝင်ဖို့တော့စူးစမ်းနေဆိုပေမဲ့တစ်ဖက်မှာပပနဲ့တဲ့ပဲ Method C နော်ပြန်ပြီးတော့ forward ထားခဲ့ရဗျအဲ့ Method C နေတဲ့ဒီဘက်မှာကျန်တဲ့ຢာတွေအားလုံးတော့အဆင်ပြေတယ်ဒါပေမဲ့ဂျန်ဂဲလာကန်မာတော့တော်တော်လေးကိုတစ်ဖက်သင်းဖိတာလေးကိုခံနေရတဲ့အနေထားတစ်ခုမှာတော့ကန်အနေနဲ့ပေါ့နော်ပြန်ပြီးတော့ family လေးပြန်ယူလာမျိုးလေးတွေ item ပြန်ထွက်ဖို့အတွက်ဒုကိုတိုင်းပြန်ဖမ်းဖို့တော့လိုအပ်နေပြီဗျဒီသူကြသွားတယ်ဆိုပေမဲ့တစ်ဖက်မှာနီကိုကနည်းနည်းလေးပြန်ထိန်းထားပြီးတော့ဒီ Cherry Cutie တို့တောက်လျှောက်ပြန်ရထားလို့လာတဲ့ Method C အနေနဲ့ဗတဲ့အရန်မကြသွားဗျဒီဗက်ပြီးခဲ့တဲ့ဗက်တစ်ခုတာဗျကျွန်တော်တို့ last start မဟုတ်ဘဲနဲ့ low ဗက်မှာဇူးစတော့အများကြီးဒါပြောင်းလဲဖြစ်သွားနိုင်တယ်ဗျဒါတော့မှနောက်ပိုင်းကျရင် Cherry Duty ရဲ့ impact တွေရှိသေးတယ်နော်ကျွန်တော်အဲ့ဒါမေးထားလို့တော့မရဘူး Cherry Duty အနေနဲ့ training 3ချောင်းထွက်သွားမယ်ဆိုရင်တော့ Messi တို့ပြီးသွားရင်ကျွန်တော် leader တို့ပါတော့ Cherry Duty ရဲ့ damage ကို မေးလို့ရတယ်ခံနိုင်မှုအတွက်ကတော့နည်းနည်းလေးခဲရင်းမယ်ပြီးတော့ leader ရဲ့ vengeance ရှိမယ်ဆိုရင်တော့တမျိုးပေါ့လေဒါပေမဲ့လည်းကျွန်တော်နောက်မှလည်း Paladin အသင်းအနေနဲ့ backup တွေရှိနေသေးရဆိုတဲ့အတွက်ကြောင့် Cherry Duty ကိုတော့ famous space တွေအရင်ပေးလိုက်လို့တော့မကောင်းတော့ဘူးလို့ထင်တယ်ဒီမှာပြန်ပြီးတော့ကြည့်မယ်ဆိုရင် Demon Hunter နဲ့ Curious Sky ကပြီးသွားခဲ့ပြီ Golden Stat လေးသာပြီးသွားမယ်ဆိုရင်တော့ Cherry Duty က line မေးချင်တော့မေးလို့တော့ရပြီ Shizu Fantasy လေးတော့ခေါ်ထားသေးတယ် Nico စိတ်လေးကိုပြန်ပြီးတော့ပဲ short ထားပါသေးရဲ့ဗျာ Method C နေတဲ့တစားစားလေးနဲ့ spare cast လေးတွေအလဲငယ်ပြန်ပြီးတော့လွဲချော်နေသလားလို့ပေါ့လေအဲ့အချိန်မှာတစ်ဖက်ကလည်းလိုအပ်နေတဲ့ပလာတွေသူတို့ family တွေပြန်ရထားတယ်ဆိုတော့နောက်ပိုင်းအချိန်ဒီမှာ Cherry Duty ပြန်ပြီး damage ထွက်လာတဲ့အချိန်မျိုးတွေ Shizu ဖိုးမာလာရင်းနဲ့ပဲဒီက rookie ရဲ့ wine chat တွေပြန်မိလာတဲ့အချိန်ကျရင်တော့ Method C ဗတဲ့ဆန်းတော့ခက်ခဲလိုက်မယ်လို့တော့ထင်တယ် Yan Ace နေနဲ့လည်းအားလုံးကြီး၄ကကြာထားတယ်ဆိုပေမဲ့သူ aiming target ထားတဲ့ objective တိုင်းကပြန်ရနေတာဆိုတော့ကန်လည်းပြန်ပြီး down နေတာဆိုတော့ site တွေက
လည်းမကြောက်လို့တော့ပြောလို့ရတယ်အဲ့ဒါမှမှဒီရှီဇူးနဲ့ rookie နဲ့ကလည်းတော့သူမာထားပေးနိုင်တယ်လို့ Imachi ကလည်း201လေးနဲ့အဆင်ပြေနေရဆိုတော့ Messi အနေနဲ့ နောက် 2K တာနေရဆိုပေမဲ့ဒီလောက်ပလင်းကြီးဝင်မေးလို့တော့မရဘူးဗျာ ဟုတ်တယ်ကြောက်တုံးနဲ့တန်တုံးနဲ့ကတော့ပုတ်တိုက်မှုလေးသွားပြီးတော့ရှိနေပြီဗျမက်ဆီအနေနဲ့ကတော့တစ်ဖက်ကနေပြီးဖလာတင်ရဲ့ vision လေးလိုက်ပြီးတော့ထောက်ဖို့အတွက်ကြိုးစားတယ် Cherry Judy ကတော့ရတယ်လို့သူ့ရဲ့ family space ကိုတော့လိုက်ပြီးတော့ရှာဖွေနေပြီဗျ Law Objective 5မတိုင်ခင်မှာတော့ Cherry Judy Golden Step လေးဖမ်းဖို့အတွက်ကတော့ကြိုးစားနေတယ်တစ်ဖက်မှာလည်းဘိုရဲအနေနဲ့ Yan Ace ကိုဖမ်းနေတာဗျ Yan Ace ကတော်တော်အောင်နောက်နေပြီသူအနေနဲ့အဲ့လိုမျိုးကန်အောင်တောက်လျှောက်ဆိုသလိုတနာဖောင်နဲ့ပြေးကြည့်နေတဲ့တန်ကိုကန်နေနဲ့ Yan သဘောတွေးတဲ့ပုံစံမျိုးတော့မတွေ့ရဘူးဗျဖက်ကနေပြီးဖလာတင်အသင်းအနေနဲ့ Law Objective ကိုတော့ zone တစ်ခုနဲ့ဝင်လာဖို့အတွက်ကတော့ကြိုးစားနေတယ်တစ်ဖက်က Messi အနေနဲ့ကလည်း lane pressure လေးကိုအရင်ဆုံးဖြည့်ရှင်းဖို့အတွက်ကြိုးစားနေရဗျဒီကမင်းတို့ဗတဲအရင်ဆိုင်မှုအတွက်ကိုပဲချောင်းနေတာပါဟုတ်တယ်လောကဒီတိုင်းတဲ့ကြီးဝင်တိုက်မယ်ဆိုရင်じゃဟိုဘက်က wine chan နေလေမမြင်းကွာတိုင်မင်နေနေရကြတော့ပို့ပြီး retribution မှာじゃပို့ပြီးနည်းနည်းဖြစ်နေတယ်ဒါပေမဲ့လောဆိုတော့ Yan Ace ကိုပြေးဖြတ်ရမယ်အနေထားတစ်ခုမှာတော့ air strike တွေနောက်မှာ can damage တွေနဲ့တူပဲအရင်ဆုံးဖြတ်ထားနိုင်ခဲ့ပြီ 4v5 ဖြစ်နေတဲ့အနေထားကိုဆက်လက်ပြီးတော့ကွင်ကောင်းယူရင်းနဲ့ပဲဒီ first low ပါတခါလေး10ရောက်ယူသွားနိုင်မလားဆိုတော့ထက်ကြည့်အောင်မယ်ဒါပေမဲ့တစ်ဖက်မှာ wine chan တွေရှိနေသေးတယ် imagine damage တွေရှိနေသေးလို့ Cherry Judy ကလည်း damage ပြန်ထွက်နေပြီဆိုတော့ဒီလောက်ပြန် try မလားချက်တော့ကြည့်အောင်မယ်ဒါပေမဲ့အရန်ဟိုVision ကပြောင်းနေခဲ့တယ်ဆိုတော့ကြာလေထပ်ပြီး Hiroki ကလည်းမပေးချင်ဘူးလော့အရန်တိုးမယ်ဆိုရင်လည်းသူတို့ပြန်ရသွားဖို့တော့ကလည်းမသေးကြဘူးဆိုတော့ first low တော့ပလာတင်နဲ့ပြန်ပြီး skip လိုက်ပြီဗျ Objective 5မှာ key player တယောက်ပဲရှိရဗျအဲ့ဒါ Yan Ace ပဲ Yan Ace ကတောက်လျှောက်ဆိုသလိုကန်အောင်ကြည့်နေတဲ့အချိန်မှာ can retribution ပေါက်ဖို့အတွက်ကတော့မလွယ်ဘူးအဲ့လိုမျိုးအနေထားမျိုးတွေ advantage တွေအကုန်လုံးတော့ပလာတင်အသင်းအနေနဲ့အသုံးချခဲ့တယ်ဒီရောက် Messi အနေနဲ့ adaptation ကောင်းကောင်းနဲ့ချက်ချင်းဆိုသလိုဖြည့်ရှင်းသွားတဲ့အချက်ကတော့ချီကျူးစရာတော့ရှိမယ်ဗျအလီဒါ pressure ပေးဖို့အတွက်ကတော့စူးစမ်းအောင်မယ်သူတို့အနေနဲ့ Cherry Judy လေဂိမ်းမရောက်ဖို့အရေးကိုတော့တောက်လျှောက်ဆိုသလိုဖိအားပေးမှတော့ရမယ် Yan Ace ကိုတော့ cutting call Yo Blaze တွေနဲ့တောက်လျှောက်ကြည့်နေကြတယ်မှာ Messi လည်းကြားထဲမှာတော့ညံ့နေရဗျဒါကတိုင်းမဲ့လေးပဲတစ်ဖက်ကနေပြီး Platin အသင်းအနေနဲ့ 4man မှာ sticky ဖြစ်လာရင်နေတာတစ်ခုမှတော့ main ရဲ့ free wave ကိုတော့ကောင်းမွန်ဆုံးတော့ရှင်းထားသေးတယ်တစ်ဖက်မှာတော့ဝင်းတော့ပဲမြင်နေ Messi ပြန်ပြီးတော့ Hiroki မြင်ရမလားဆိုတော့ကြည့်ရမယ်ဗျ Messi เนาะအနေငယ်တော့ပြန်ကျွတ်သွားတယ်ဆိုပေမဲ့ backet မှာချက်ချင်းလေးပဲပြန်ရောက်လာလို့ဒါเนาะကျွန်တော်ပြန်ပြီးတော့ AC ဒါထွက်သားနိုင်ခဲ့တာဗျမဟုတ်ဘူးဆိုတော့အာလီကနေရဆိုပြန်ပြီးတော့ဒါတီးခံခိုင်းနိုင်တယ်ပေါ့နော် UNS ကဘလောက်မာတစ်ဖက်က damage တွေတောက်လျှောက်ပြန်ပြီးတော့ပေးတယ်ဆိုတော့သူက region ပြန်ခေါ်လို့မရတဲ့စကြတစ်ခုမှကြာပြန်ပြီး down သွားနိုင်တယ်ဆိုတော့ကြာလေငယ်တော့သတိထားမှတော့ရမယ်တဖြည်းဖြည်းတစ်ဖက်ကတော့ damage တော့ထွက်နေပြီဒါပေမဲ့ defense low တော့အောက်မှာတော့ Nico ရဲ့ air strike နဲ့အတူပဲဆက်လက်ပြီးတော့ပဲเนาะကျွန်တော် push ပေးထားနေပဲ make a second low မှာထိတ်ရနေတယ်ပဲ make a pressure တွေပါဆက်လက်ပြီးတော့ Messi ပေးထားနိုင်တယ်ပဲသူတို့လိုချင်နေတဲ့ network 5K နဲ့အတူပဲဒီပွဲစဉ် game number 1ဦးဆောင်ဖို့တော့တော်တော်လေးအကြောင်းဖန်လာပြီဗျဒါပေမဲ့ပွဲအဆုံးမှာတော့အနိုင်ဆက်လက်ပြီးရသွားဖို့တော့ရဲတော့မသေးကြသေးဘူးပေါ့နော်ပလာဒီဘက်မှာလည်းသူ့ရဲ့လုံအားလေးတစ်ခုရှိနေသေးရဲ့ဆိုတော့ဟိုတော့ရုံခဲ့အောင်ပါပဲ Yan Ace တော်တဲ့ 2 man နောက်မှာ Cherry Judy ထက်ရောက်လာတယ်ဆိုမဲ့ wine chan နေ pause bin နေထပ်မပါလာဘူးဗျအဲ့ဒါကြီးပါလာလိုက်မယ်ဆိုတော့ Tanny Boy ကအိမ်နာမှာကြီးရောက်သွားနိုင်တော်တော်နဲ့ချက်လေးပါလိမ့်မယ် surprise ဝင်လာမလားပေါ့လေတစ်ဖက်ကလည်း Messi အနေနဲ့တောက်လျှောက်ဆိုသူဖိအားပေးဖို့တော့ကြိုးစားနေ leader cutting call ထပ်ပြီးတော့ပဲ 2 man မိထားသေးရဲ့ဗျနောက်ကနေလည်း flying လေးနဲ့ရှီစောပြန်ပြီးတော့ရှီစုပြန်ပြီးတော့ရောက်ရှိလာခဲ့ပြီဒီကတော့သူ့မှာတော့ fantasy လေးကတော့ရှိတယ် surprise attacking လေးတစ်ခုများဖန်တီးခြင်းမလားပေါ့တောက်လျှောက်ဆိုသူတို့ Nico အနေနဲ့ Cherry Judy ကဒီလိုမျိုး battle 10 fight တွေကိုမဝင်လာဖို့အရေးကိုသူ့ရဲ့ air strike နဲ့တောက်လျှောက်ဆိုလို့ခေါင်းထုတ်နေတာလေကင်းရောက်ဝိုင်းရင်တော့မှ Cherry Judy က battle position ကိုတည်ဖို့တော့ကတော့မလွယ်ဘူးအဲ့တော့အရင်ဆုံးလောက်ရမယ် Platin ရဲ့အလုပ်ကတော့သူတို့ battle ဆိုင်မယ်ဆိုရင်တော့ Nico အရင်ဆုံးကြီးမှတော့ရမယ်ဗျအဲ့ဒါမှ Cherry Judy ကသူ့ရဲ့ space သူ့ရဲ့ဒါ free hit ကောင်းယူထုလို့ရမှာပေါ့နော်ဒီမှာတော့ကျွန်တော် even G တယောက်ကလည်းသွားပြီးတော့ကြံနေတယ်ခုချိန်ဒီအန်ထန်တော့အဲ့ Nico ကအဲ့တော့ဒီဘက်က Nico အရင်ချိဖို့အတွက်ဆိုရင်တော့နော် RE ရဲ့ spare ကတော့လိုနေပြီဗျနော်ကျွန်တော် Rookie T ရဲ့ wine chat တစ်ပေါက်ကတော့လို Yan Ace ကအဲ့လိုကန်အောင်လွတ်ပေးလိုက်ပြီးတော့ပဲ Nico ပြေးပြင်းလိုက်မယ်ဆိုရင်တော့သူ shut down လဲရနိုင်တယ်နော်တစ်ဖက်က Cherry Judy အနေနဲ့လည်းဒါ Grot အနေနဲ့ Rookie T အနေနဲ့ကတော့ bucket ပေးတဲ့အနေနဲ့သူ့ရဲ့တော်တော်နဲ့ chest ကိုပြန်လဲပြီးတော့အသုံးလုပ်လို့ရတယ်ပြောချင်တာကတော့ဒီ initiating လောက်တာမဟုတ်ဘဲနဲ့ bucket ပေးဖို့ bucket wine chat လေးပေါ့ bucket wine chat လေးတွေပါတယ်တော်တော်နဲ့ check လေးပြန်ပေးနိုင်မယ်ဆိုရင်တော့မစိုးဘူးပေါ့လေလောဆယ်တော့ Nico ရဲ့ damage ကမှ even ကြီးသွေးပြည့်ဦးတော့မှတော်တော်ကြီးကိုသုံးပုံနှစ်ပုံလောက်ကိုရောထွက်သွားတာဗျာနော်အဲ့လိုမျိုး defense wine chat ပြန်ပေးဖို့တော့ကကြတော့လေနည်းနည်းစဉ်းစားရမယ်ပေါ့ဒါပေမဲ့အဲ့ဒါတော့ပိုကောင်းတဲ့အနေဒါဘာလို့ဆိုတော့သူတို့ aggressive light လောက်လိုက်လို့မလို့ hero မပြတ်သွားဘူးဆိုရင်じゃဒီချိန်မှာသူတို့က defense ပိုပြစ်သူတို့ကခံရမှာဆိုတော့ကြလေနော်ဒီချိန်မှာတော့defense wine chat လေးကတော့ပိုကောင်းတယ်ဒါပေမဲ့တစ်ဖက်ကရောက်နေတဲ့ Nico ရဲ့ air strike တွေကြားထဲမှာလေ image ကြီးက damage ပေးလို့မရဘူးဆိုတော့အဲ့ defense wine chat ပြန်လုပ်ဖို့တော့ကလည်းစဉ်းစားအောင်မယ်အဲ့ surprise ငယ်တစ်ခုကြားထဲမှာပြန်အောင်မြင်သွားမယ်ဆိုရင်လေ Yogi အများကြီးရမှာဆိုတော့ကြလေကဲဘာလုပ်မလဲပလာတွေဘာရွေးမလဲ defenses နဲ့ပဲပြန်လဲပြီးတော့ wine chat နဲ့ပြန်တီးမလားဒါမှမဟုတ် attack တစ်ခုနဲ့ aggressive တစ်ခုကိုလိုက်ပြီးတော့ light shot ကြည့်မလားပေါ့လေထပ်ပြီးတော့ကြည့်ရမယ်ဗျ
ဒီ law objective ကိုလက်လွတ်လိုက်ဖို့တော့ကတော့ chain နေနေပြီသူတို့မှရှိနေရဆိုတဲ့ development man အားသာချက်ကိုပြန်လည်ပြီးတော့အသုံးပြုမယ်လို့တွေးထားပုံတော့ရတယ်အဓိကတော့ Yan H တယောက်ရှိနေသေးတယ်ဆိုတာ high ground မှာတော့တော်တော်လေးအားကောင်းတယ်နော်သူရဲ့ cloud found တွေပါနေနဲ့ပဲဒါသူ storm mine တွေပါပြီးမယ်ဆိုရင်တော့တော်တော်လေးတော့အဆင်ပြေတယ်အဲ့ဒီအားသာချက်တစ်ခုပဲ Paladin အနေနဲ့အသုံးပြုမလားဆိုတော့ကြည့်ရမယ်ရှီဇူးမှာလည်းသူရဲ့ fantasy တွေ fan charge တွေကတွားပြီးရှိနေသေးတယ်ဆိုတော့ wine chat တွေကလည်းရှိ high ground ကတော့အရင်စိတ်ပူစရာတော့မလိုဘူးဗျဒါပေမဲ့လည်းတော့ကနေပြီးတော့ Nico ရဲ့နော် air strike တစ်ပေါက်ကတော့တွားပြီးရှိနေသေးတယ်ဟုတ်တယ်အဲ့ air strike ကိုတော့နည်းနည်းလေးပြန်ပြီးတော့တကောင်အောင်ပြန်ဖြတ်ထားနိုင်တော့အကောင်းဆုံးပဲပေါ့နော်ဥပမာရှီဇူးမြင်းလေးပြန်ပေးတာမျိုးလေးအဲ့ wall လေးနဲ့ပြန်ပြီးဖြတ်ပေးတာမျိုးပေါ့နော်အဲ့ air strike အစုံခံလိုက်ရမယ်ဆိုရင်တော့ Paladin ရဲ့ battle ဆိုင်ဖို့တော့ကတော်တော်လေးခက်ခဲတယ်ဗျဒီကဒီချိန်မှာလည်း Paladin ကတော့ပြောနေတော့ပြီတဲ့ငါ high ground မဆိုင်ရင်ကတော့တစ်ဖက်က fast ကိုရှင်းမရတော့မယ်လို့တော့ပြောနေတော့ပြီဘက်ကနေတော်တော်နဲ့ charge တွေဘယ်လောက်ထိများအလုပ်ဖြစ်မလဲ battle spell တွေကတော့အကုန်လုံးအစီအစီကိုခြံထားတာနော်ဒီ game fight အတွက် cherry judy ကလည်း prolific gun တွေပါပြီးနေပြီဆိုတော့ battle မှာဆိုင်မှုတော့သူ position လေးတစ်ခုလောက်ပဲလိုဘူရဲဟိုးဝေးရနေလမ်းဖမ်းလိုက်တဲ့ image တန်းတောင်းသွားတယ်ဗျ back wine check ပြန်ပေးထားတယ် roll found ကြားထဲမှာတော့ဘူရဲတကောင်တော့ပြန်ရထားတယ်ဗျဒါပေမဲ့ဒီကိုအရင်လွတ်နေတဲ့တိုင်းတာတစ်ခုမှရှီဇူးဖြတ်ဖို့အတွက်ကြိုးစားရဆိုပေမဲ့စစ်မပြေဘူးရန် H roll found လိုက်ထိုးမှာတော့အရင်ကျွန်းလာတဲ့အလီဒါတကောင်တော့ဒီဘက်မှာ cherry judy ပြန်ရောက်တော့ယူထားနိုင်ပါသေးတယ်မသိစီဗတဲ့ဖွေလေးကောင်းနေဆိုပေမဲ့တစ်ဖက်မှာလည်း Paladin အင်တိုင်းအားတိုင်းနေတဲ့ defenses အားတွေကြားထဲမှာ cherry judy malefic gun အားလေးကပြန်ပြီးတော့အသက်ဝင်သွားရင်းနဲ့ပဲ1 2လေးကိုတော့ပြန်ပြီး Paladin ရလိုက်တယ်ဗျာ bucket တော်တော်နဲ့ချက်လေးမစိုးဘူးလို့တော့ပြောရမယ်ဗျာနောက်မှတော့ Yan Ace နေနဲ့အဲ့ချိန်မှာဝင်လိုက်တဲ့အချိန်မှာသူ့ရဲ့ red line လေးကတန်းပြီးတော့ရာဝါခဲ့မယ်ဆိုရင်တော့မစိုးဘူးအဲ့ကျရင်တော့ရှီဇူးနဲ့တန်းပြီးတော့ combine လို့တော့ရတယ်ဒါပေမဲ့သူနည်းနည်းလေးလိုအပ်သွားတဲ့အချိန်မှာတော့ရှီဇူးအရှိမတယောက်တည်းကျွန်းထွက်သွားလို့ဖြစ်သွားတယ်ဒီမှာလည်းထပ်ပြီးတော့ဖြစ်နေပြန်ပြီဆိုရင် Nico လိုက်ကြည့်နေတာနောက်က Medicine Rookie Nico တော့စတင်ပြီးတော့အဆုံးတော့တတ်လိုက်ပြီဗျာ Paladin လိုချင်နေတဲ့ကေးတကောင်ကိုထပ်မှတ်ပြီးရရှိသွားတဲ့အနေထားတစ်ခုမှာတော့ network တော်တော်များများကိုပြန်ပြီးရသွားတာဗျ second တော့ပေးထားတာတောင်မှလောက်ထိ defend ထားနိုင်တယ်ဆိုတော့နောက်ပိုင်းသာလိုအပ်နေတဲ့ item ပြန်ရသွားမယ်ဆိုရင်တော့ဒီပွဲကပြောင်းပြန်ပြီးလှန်သွားမလားဆိုတော့ထက်ကြည့်အောင်ပဲဗျာပြီးခဲ့တဲ့ battle တစ်ခုမှလည်းသူတို့ရဲ့ battle ချကြတဲ့ဒီ image ပြန်ပြီးတည်သွားတယ်ဆိုမှကြံရှိနေတဲ့၄ကောင်က battle team ဖောင်အသေးချာလေးထိရတယ်ဒါပေမဲ့ဟိုဘက်မှာ Cherry Judy Magic Blade ကြီးနဲ့ပြန်ပြီးတော့ပြပြလိုက်တယ်ကန်နေနဲ့ down နေအဲ့ဒါမှရန် Story Found နေတဲ့မှာ Messi ထပ်ပြီးတော့ထိန်းခံတယ်အဲ့ဒါ damage တွေအများကြီး too much man damage တွေကြားထဲမှာတော့ Messi ထပ်မှန်ပြီးတော့ down သွားနေတယ် two man down ပဲတခုကိုလက်ခံလိုက်ရတဲ့ Messi မှာ network တော်တော်များများကိုကျသွားနေတယ်ဗျအောင်လင်း second အလုံးမှာထပ်ပြီးတော့ပေးလိုက်ရပြီဗျာဒီကိုမပါတော့တဲ့ zone တစ်ခုကတကယ်ပဲအဖြစ်ဖြစ်နေပြီလားဆိုတော့ကျွန်တော်တို့ပြန်လည်ပြီးတော့မေးရတော့မယ်ဗျာ early game တာလာသမျှအရာအားလုံးဒီအချိန်မှာတော့ရေစုံမျောသွားပြီလို့ပြောရမယ်ဗျာ Paladin အသင်းအနေနဲ့သူတို့ရဲ့ space တွေကိုပြန်လည်ပြီးတော့ပဲရှာဖွေတွေးရှိလာနေပြီဒီအချိန်မှာ Paladin ရဲ့လောက်ကွက်လေးကတော့ထွက်သွားခဲ့ပြီသူတို့ Nico တကယ်ကြီးမှရတော့မှာဒီကိုမရှိတော့ဘူးဆိုရင်တော့သူတို့ဖတယ်ဆိုင်ရတာအဓိက Cherry Judy ရဲ့ damage ကိုကောင်းကောင်းကြီးမြင်ရတယ်ဗျာဒီကိုရှင်းနေသေးရဲ့ Cherry Judy ကဘလို့မှရှေ့တက်လို့မရအောင် Cherry Judy ဝင်လာတယ်ဘိုးရဲ damage instant ဖြတ်လိုက်တဲ့အနေထားတစ်ခုမှာ yes ဘိုးရဲတော့အဆုံးတော့တတ်ထားသေးတယ်ဗျာတကယ်ကောင်းတဲ့ position တစ်ခုကိုမိမိရစောက်ကင်ထားနိုင်ခဲ့တဲ့ Paladin တကယ်အကောင်ကြီးကိုထက်ရလိုက်တာဗျာအဲ့အကောင်ကြီးဘိုးရဲကိုထက်ရလိုက်တဲ့ပြီရလိုက်တဲ့ timing လေးကလည်းနောက်ထပ်တက်လော့ timing ဆိုတော့ 5v4 ဖြစ်နေတဲ့အခွင့်အရေးတစ်ခုကိုတေချာထက်3ချထားရင်းနဲ့ပဲ Cherry Judy ရှီဇူး damage event damage တွေနဲ့နောက်ဆုံးဒီတတိယအချိန်မြောက်လောက်ကိုထက် try သွားမလားဆိုတော့ထက်ကြည့်ရအောင်ပဲဗျာဒါပေမဲ့ air strike တွေကြားထဲမှာတော့ Cherry Judy တွေနဲသွားတယ်ဆိုပေမဲ့တောက်လျှောက်ပြင်းနေကိုသူကနဲကပြန်ပြတ်တက်တယ်ဟိုဘက်မှာလည်းကန်ကို image မောက်ထုတ်ထားလို့ rookie တောက်လျှောက်မောက်ထုတ်ထားနေရှီဇူး damage Cherry Judy damage တွေကြားထဲမှာနေလိုအပ်နေတဲ့လောက်ကို Paladin ထက်ရထားနေပဲနောက်တစ်ပတ်တည်းဝတ်ထက်ခဲထားတယ်အဲ့ဒါမှ Messi ရှီဇူး damage Cherry Judy malefic and damage တွေကြားထဲမှာထက်တောင်းသွားပါပြီ Cherry Judy Killing Spring စတင်ပြီးတော့ပဲသူ့အနေနဲ့လုံးပြနေပြီလို့တော့ပြောရမယ်ဗျာနော် early game ဂိမ်းလုံးမှာတော့ခေါင်းချိုးခံထားရတဲ့ Curry ဒီအချိန်မှာသူ့ရဲ့လောက်ကွက်လေးတွေကိုတော့ပြန်လည်ပြီးတော့ရှာဖွေတွေးရှိလာနေပြီ Even G နဲ့ဒါ Cherry Judy နဲ့ဒါတောက်လျှောက်ဆိုလို့ PR ပေးမယ်ဆိုရင်တော့လွယ်တော့မလွယ်တော့ဘူးဗျာမသစ်စီကဒီအချိန်မှာလည်း law objective ကိုရထားတယ်ဆိုတော့ Paladin ရဲ့ပထမအဆုံး target ကသူတို့ရဲ့ objective တွေကိုပြန်လည်ပြီးတော့ရယူဖို့ပဲဒီ objective တွေကိုရယူပြီးသွားပြီဆိုရင်တော့သူတို့အနေနဲ့ map position ကိုပြန်ပြီးတော့ PR ပေးလို့တော့ရပြီပေါ့နော်ကြည့်ရတာ Paladin ကိုနည်းနည်းနာမည်ပြောင်းမှုတော့လိုနေပြီထင်တယ်အတင်းကြီး Slayer ပေါ့အတင်းကြီးကိုဟိုလိုက်ပြီးတော့ပြက်တဲ့ Slayer ပေါ့ဘာလို့တော့တာမန်အတင်းနေဆိုသူတို့အဲ့လောက်မဖြစ်သူတို့အရင်က mansion လောက်ခဲ့သူတို့အတင်းကြီးတွေဆိုတော့ပြန်လဲပြီးတော့အတင်းကြီးတွေအခက်ခဲတွေ့အောင်သူတို့အမြဲတမ်းလောက်ပါစောသေးတယ်ပွဲမပြီးသေးဘူးနော်ပွဲမပြီးသေးဘူးဆိုတော့တော်တော်လေးကိုမတစ်စီးလို့မျိုးအတင်းတင်းမျိုးသူတို့တော်တော်လေးကိုသူတို့လောက်ပြထားတယ်ကျန်တဲ့ပွဲတွေတဲ့ performance ရှင်းမယ်ဆိုရင်တော့သူတို့အတင်းကြီးတွေအတွက်ပဲသူတို့ရဲ့ဒီ draft တွေကလေချိုးပြီးပြင်ဆင်ထားလားလို့တော့မတင်ရရတာနော် That's right ပြန်လဲပြီးတော့ပဲဒါသူ့အနေနဲ့ခေါ်ထားသေးတယ်ဗျာ S strike ပြီးထားတဲ့ခြေတွေတခုကိုလည်းကောင်းကောင်းပြီးတော့ Paladin အသင်းအနေနဲ့သိတယ် Cherry Judy immortal တွေတော့ပါလာဆိုရင်တစ်ဖက်ကနေပြီး damage တွေဝင်နေတဲ့တန်ကိုတော့သူ့အနေနဲ့ကောင်းကောင်းပြီးတော့ view side မှာတော့ရမယ် law objective နဲ့တူ3 lane လုံး pressure နဲ့ Paladin အသင်းဒီချိန်မှာတော့သူတို့ပိုင်ဆိုင်သင်းပါလေဆိုတော့ objective တွေအကုန်လုံးတော့တိမ့်ပိုက်ရယူဖို့တော့ပြင်ဆင်နေရဗျာSlayer Paladin ဆက်လက်ပြီးတော့ပဲ Mega Lane ကိုထပ်မှတ်ပြီးချိုးဖို့ချိုးသားနေမရလိုက်ပြီး wine chat အနေနဲ့တော့လွဲသွားရဆိုပေမဲ့ Yan Ace ထပ်ပြီးတော့ပဲထိန်းထားတယ်ဒါပေမဲ့ ရှီဇူးတော်တော်လေးကိုကျွံသွား leader damage တွေကြားထဲမှာ Nico air strike နဲ့တူပဲရှီဇူးထပ်ပြီးတော့ down သွားတယ် Cherry တောက်ရှော့ပြန်ပြီး damage ပေးဖို့တော့ထပ်ပြီးချိုးသားနေဆိုတော့ပတ်တင်းဝင်လာခဲ့တဲ့ Boye stand တွေကြားထဲမှာတော့ထပ်ပြီးတော့
တော့ damage ပေးဖို့တော့မဖြစ်နိုင်တယ်လို့ဂျန်နေခဲ့တဲ့ဒါကျွန်တော်တို့ဒါတကောင်မှာထပ်ပြီးတော့ down သွားနေပေါ့နော်အရန်ဝင်လုံးသွားတဲ့ပလာဒီအနေနဲ့မထက်မထားတဲ့ပတ်သက်တခုတော့သူတို့ပြန်ခံလိုက်ရတယ်လို့ပဲပြောရမှာပဲ surprise initiating တခုဝင်ပြီးတော့ player အသင်းအနေနဲ့ရွေးချယ်လိုက်တာဗျာဒါပေမဲ့လည်းတစ်ဖက်ကနေပြီးတော့ response ပြန်လာတဲ့ဖိုရဲကတော်တော်ကြီးတော့ဒါကျွန်တော်တို့ instant ကောင်းသွားခဲ့တယ်ဒီအနေထားတစ်ခုတော့ကောင်းကောင်းရင်ဆိုင်လိုက်ရတော့ player ဗျာ cherry duty မတေုံလေးတမဲနဲ့ပဲပြန်လည်ပြီးတော့ fall back သွားရတယ်သူအနေနဲ့ဒီဝင်းအောင် nature တွေပါတွေပါဆွတ်သွားတာဗျာအကဲအဲ့နေရာမှာသူဝင်းအောင် nature မဆွတ်ဝအောင်ဆိုတော့ chain တွေပါကိုပျောက်သွားဖို့တော့ကတော့ချိပြီဒါပေမဲ့ဒီအချိန်မှာ Messi ပြန်လည်ပြီးတော့ high ground တက်လာဖို့တော့ကတော့ကြံနေပြီ 5v3 ဆိုတဲ့အနေအထားတစ်ခုတော့ player အသင်းဒီချိန်မှာတောင်းခံနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာဒါပေမဲ့ပြန်ပြီးတော့ reboot time ပေါ်လာဖို့တော့က2 second 6 second ဆိုတော့သူတို့ AC လေးဒီ high ground တောင်းလို့တော့ရသေးတယ် free win မှာလည်းနောက်တဲ့သူတို့ကဒီတတိယချိန်မှာ လော်လေးဘာလေးကိုပြန်ပြီး try နိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် lane မှာလည်းအနှဲငယ်လေးပြန်ပြီး defend ထားနိုင်တယ်လို့ပဲပြောရမှာပဲပေါ့နော် mega lane ဆိုင်ရာကိုပြန်ပြီးချိမယ်ဆိုလည်းသူတလုံးကိုတလုံးဆိုတဲ့အတိုင်းအတာတစ်ခုကိုပလာတင်ကမရရအောင်ဖြတ်ထားနိုင်ခဲ့တာဆိုတော့ပလာတင်ဘက်မှာအခုချိန်ဒီ defend အားလေးရရှိနေတော့မှာပဲ HT ကြားထဲမှာတော့ 5v3 ကိုပါဆက်လက်ပြီးတော့ပွဲဖြတ်ဖို့တော့မဖြစ်နိုင်ခဲ့တဲ့ Messi တဖြည်းဖြည်းနေတော့ late game ကိုတော့သွားလိုက်ရပြီဗျာအဲ့တော့ late game တိုင်းက hero တွေကိုပြန်ပြီးချိမယ်ဆိုတော့တစ်ဖက်မှာ career ကိုပြန်ဖြတ်ဖို့အတွက်သူတို့ပြန်ပြီးစဉ်းစားတော့မယ်ဗျာဒီဘက်ကပလာတင်မှာတော့ကကြတော့ Nico ပြန်ပြီးတော့ဖြတ်နိုင်ခဲ့တယ်အဲ့ချိန်မှာအခုဒီဘက်က Messi အနေနဲ့တစ်ဖက်က Cherry Duty ကိုအရင်ဆုံးပြန်ဖြတ်ဖို့အတွက်လိုအပ်နေတဲ့အနေအထားတစ်ခုမှာ Messi ဒီ Cherry Duty ရအောင်ဖမ်းနိုင်မလားဆိုတော့ထက်ကြည့်ရအောင်အဲ့ဖမ်းဖို့တော့ကတော့ဘိုးရဲတို့အလီဒါတို့အများကြီးလုပ်လို့မှရမယ် Nico ရဲ့ air strike တွေအများကြီးအံဝင်ကိုကြဖြစ်နိုင်မှရမယ်ဗျာမသိစီကလည်း cherry duty ကိုရှင်းပါပလာတင်ကလည်း Nico ကိုရှင်းပါဘယ်ကအရင်ရှင်းနိုင်မလဲဆိုတော့ကျွန်တော်တို့ကြည့်ရမယ်ဗျာနော်ဒီအချိန်မှာတော့ပလာတင်နောက်ကမှာ 2K ဂိုးလီလောက်ထားရဆိုရင်လည်းပဲပလာတင်တာနေရဆိုတော့ကျွန်တော်တို့ပြောလို့မရအောင်ဗျာဒီအချိန်မှာထသိန်းလုံးကတော့ balance တော့သွားပြီးတော့ဖြစ်နေပြီဘသူရဲ့ spare gas ဘသူရဲ့ကျွန်တော် individual တွေ micro macro တွေအလုပ်လုပ်သွားမလဲဆိုတော့ကြည့်ရမယ်ဘသူကပို့ပြီးတော့ discipline ဖြစ်မလဲဆိုတဲ့အဖြေပေါ့ဒီအချိန်မှာဘိုးရဲတော်လေးတော့စိတ်ရှိနေဘိုးရဲရှိတဲ့နေတာတခုက Messi damage တွေခံလိုက်ရတစ်ဖက်မှာဘိုးရဲ pick off မှာ cherry duty မိသားဆိုရင်မလို့တစ်ဖက်ကနေပြီး response ပြန်လာရင် ပလာတင်တော်လေးတော့ sticky ဖြစ်နေသေးရဲ့ဗျာရန် A story foundation ကြားထဲမှာပြန်ပြီးတော့ဝင်ရောက်လာခဲ့တဲ့ပလာတင်ရဲ့ damage တကယ်ကိုများနေတယ်မရန် A story တဲ့နေ့မှာ can import ကိုချက်ချင်းပြဆွဲလိုက်တော့ဟိုးနောက်မှာတော့ Messi ရဲ့ damage တွေကြားထဲမှာ image တောင်းသွားတယ်လို့ရန် A ကိုပါပြန်ရလိုက်သေးရဲ့ဗျာဟိုရဲ့ဖမ်းချက်အနေငယ်လေးလိုချက်ရှိသွားခဲ့တယ်ဆိုပေမဲ့ Messi တကယ်ကိုကောင်းတဲ့ team foundation ရဲ့အတူပဲ Cherry QT ကလိုက်ပြီး flicker air strike ထပ်အမေးမှာလောတော့မှမယူဘဲနဲ့ပဲနောက်ဆုံး 5v3 ဖြစ်နေတဲ့တိုင်းတာတစ်ခုကိုခွေကောင်းယူနေတတော်ကိုဆက်ပြီးချိုးဖို့တော့ကြိုးစားနေရဲ့ဗျာဒါပေမဲ့ပိုသေးကြတဲ့ Lozi ကိုပဲ can ဘိုရဲပြန်ပြီးတော့ဥထိထိုင်းနေပဲလေးချိန်မြောက်လောနေတူပဲပြန်ပြီးတော့ပဲ try မယ်ပေါ့ဗျာကျွန်တော်တစ်ဖက်ဘက်တရီကကြည့်ရတာတော့လုံးဝသူတပြန်ကိုတပြန်နေပဲဗျာနော်တစ်ဖက်ကနေပြီးပလာတင်သေးနေသူတို့စပြီးတော့ဖွင့်လိုက်တဲ့ဘက်တရီကတော်တော်လေးတော့အဖွင့်တော့ကောင်းတယ်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့လေကျွန်တော်တို့အလီဒါနဲ့အဲ့လိုမျိုးဒီကိုရှင်ကနေပြီးတော့ပြန်ထွက်လာတဲ့ performance တွေကိုလည်းမေးထားလို့တော့မရဘူးဗျာနော် starting call နဲ့ကျွန်တော်တို့ air strike နဲ့ down လို့တစ်ဖက်ကနေပြီးပလာတင်ပြန်လည်ပြီးတော့ဖြည့်ရှင်းဖို့အတွက်ကြိုးစားအောင်မယ်အဓိကသူတို့ Messi ကိုအရင်ဆုံး Messi ကလည်းဝင်လာခဲ့တာဗျာ Messi ဝင်လာလိုက်လို့လေဒီတစ်ဖက်ကနေပြီး Messi ရဲ့တခြား teammate တွေအတွက်ကတော်တော်လေးကောင်းပါโอเคအဲ့ဒီမှာလာ Nico ကအဲ့မြောင်ကနေပြီးဖြတ်သွားခဲ့မယ်ဆိုရင်တော့အဲ့ညမှာ Nico ဖြတ်သွားနိုင်တယ် Nico က instant ပြတ်မှာဗျဒီလိုမျိုးကျွန်တော်တို့ mechanic တွေပြန်ဆိုင်နေကြတဲ့ပွဲမှာဘယ်အတင်းကပို့ပြီးတော့အသာစီးရရှိသွားမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းနေပြီနောက် gap တွေကတော့ကျွန်တော်တို့ပြောသလိုပဲရေးတော့မကြီးတော့ဘူး TOK 13-11နဲ့ late game အပိုင်းခြားမှာတော့ development man အားသာချက်ကိုအမိတဟဲပြုတ်ပြီးတော့ပဲ player အသင်းအနေနဲ့သူတို့ရဲ့အဖွင့်ပွဲလေးကိုပေါင်းလက္ခဏာလေးစောင့်သွားနိုင်မလားဒါမှမဟုတ်Nicoရဲ့ zone လေးနဲ့အတူဘိုရဲ့ pick off တွေရပဲစကားအများကြီးပြောသွားမလားဆိုတာတော့ကျွန်တော်ဆက်လက်ပြီးကြည့်ရအောင်ဗျာကဲ define ရမယ့်သူကပဲအားသာမလား attacking လုပ်ရမယ့်သူကပဲပွဲကိုတခါတည်းတန်းပြီးဖြတ်သွားနိုင်မလားဆိုတော့နောက်ဆုံး၄ချိန်မြောက် lock battle လေးကိုတော့ထပ်မံပြီးတော့ပဲကြည့်ရမယ်ဗျဒီနေ့ရဲ့ပွဲအကြဆုံးသောပွဲစဉ်တစ်ခုလို့လည်းထပ်မံပြီးတော့သတ်မှတ်ရမယ်ပေါ့လေအဲ့တော့မှတော့ Messi ၄ချိန်မြောက် lock နဲ့တူတခါတည်းပွဲအံဖို့တော့ပြေးတတ်နေဒီ lock မှာပွဲမအံ့ဘူးဆိုရင်တော့နောက်ပိုင်းနေမှာဒီတက်ပို့ပြီးတော့ခက်ခဲသွားနိုင်တယ်ဆိုကြလေဒီ end တစ်ခုဘယ်လောက်ထိထပ်ပြီးတော့လှုပ်သွားနိုင်မလဲထပ်ပြီးတော့ကြည့်ရမယ်ဗျဂျန်နေခဲ့တဲ့ mega lane တွေကိုတော့ can အလီဒါပေးထားတဲ့ damage တွေကြားမှာထက်ရလိုက်နေပဲ low win တွေတူနောက်ဆုံးသရုံးညူပြေးလိုက်ဖို့တော့ကြိုးစားနေတယ် air strike ကို flick ကအလှလေးပြန်ပေးထားတယ် wide channel ကိုပါထက်ရလိုက်သေးရဲ့ဗျအဲ့တော့ force spin ပြန်ပြီး defend နိုင်တဲ့ rubber ပြ damage တွေကြားမှာ ace ပြင်းဝင်လာတယ်ဆိုပေမဲ့ Nico ရဲ့ damage တွေကြားထဲမှာတော့ rookie စပြီးတော့ကျပြီဗျ Cherry Duty အကောင်းဆုံး defend နိုင်နေပဲ Messi ရဲ့ import လေးကိုပြန်ရထားရင်းနဲ့ပဲနောက်မှရှီစုပြန်အပေါက်မှာတော့1-1လေးကိုတော့ပလာတင်မရရအောင်ပဲယူထားနိုင်သေးရဲ့ဗျအဲ့နောက်မှာတော့ mega 3 lane ပေးလာရတယ်ဆိုပေမဲ့ Cherry Duty ရဲ့ damage တွေကြားထဲမှာတော့ကောင်းတော့ defend ထားတယ်ဆိုပေမဲ့ရှီစုမြင်းလွဲသွားတဲ့ time မှာ Nico ရဲ့ air strike ကိုပါထက်ခတ်နေတာနဲ့ပဲရှီစုပတ်တယ်မှာတော့မရှိတော့ဘူးဗျ Nico အရင်ဆုံးလွဲသွားတယ်ဆိုရင်အနောက်ကလွဲတဲ့လူကပိုလွဲနေတယ်ဗျနော်ကျွန်တော်မြင်းမှာလွဲသွားတဲ့ခန္ဓာလောက်တော့သွားပြီးတော့ဖြစ်နေတယ်အကဲအဲ့နေရာမှာမြင်းလွဲသွားဘူးဆိုရင်တော့ကျွန်တော် Nico ကိုပြန်ပြီးတော့ပြင်းလို့တော့ရတယ်ဗျဒီချိန်မှာစိတ်ချဖို့အတွက်လိုအပ်နေပြီဆိုတာလက်ကောင်းတော့မဟုတ်ဘူး3 man ပါတော့သွားပြချိန်တဲ့ဘိုးရဲ့ချီကွန်တိုတစ်ခွက်လောက်ကတော့သွားပြဆက်ပါပြစီသေးတယ်ကတိတ်ကိုဒီချားမကျဲ ace 3 man ပြန်ပြီးထိန်းလိုက်ကြမစောနေပဲ EPG damage တွေချားမဘိုးရဲ့ပြန်ပြီးပေးလိုက်ရပြီ Cherry Duty စိတ်ကို short ထားသေးတယ်တက်လာတဲ့ quick wave တွေကိုသူတို့အရင်ဆုံးရှင်းရမယ်ဆိုတော့သိရဗျဒီချိန်မှာတော့နောက်ထပ် law objective fight တစ်ခုကိုကျွန်တော်ကြည့်ရ
ဖို့အတွက်ကတော့ကျင်းနေတလောက်တော့ရှိနေပါပြီ ဂျီဇူးလော်ရီလွဲသွားခဲ့တယ်ဆိုပေမဲ့နောက်မှရှိနေခဲ့တဲ့ရန် ace အကောင်းဆုံး defend ထားနိုင်တယ်လို့ cherry judy ရဲ့ damage တွေတောက်လျှောက်ပဲတင်မှာဝင်ထားနေတယ်နောက်ဆုံးပြီးခဲ့တဲ့ဘက်တခုမှာ torrent form နဲ့အပိုင်ထိုးခဲ့တဲ့ရန် ace နဲ့ devil kd ပါထက်ရထားနေတယ် Mathis ရဲ့ end တခုကလည်းအခုချိန်နေပြီးတော့တေးကြနေတာမျိုးတော့မရှိသေးဘူးဗျဟိုပြီးခဲ့တဲ့ဘက်တခုမှာ Paladin ကပြန်အပ်တယ် hero နှစ်ကောင်ပြန်ပေးလိုက်ရတယ်အခုချိန်မှာ Mathis ကပြန်အပ်မှုတော့ကျိုးသွားတယ်သူတို့နှစ်ကောင်ပြန်ပေးလိုက်ရတယ်ဆိုတော့အတင်းတိုင်းရဲ့ defensive တွေကတကယ်ကိုအားကောင်းနေခဲ့တယ်ဗျအဲ့တော့ဒီ game number 1ကိုဘယ်တင်းကပြန်ပြီးဥဆောင်သွားမလဲဆိုတော့တကယ်ဝေခွဲရခက်ခဲနေခဲ့ပါပြီပြောရင်းဆိုရင်လည်းပဲ လော့တီလည်း9ချိန်မြောက်လော့ဆိုတဲ့တိုင်းလာတစ်ခုရောက်ရှိသွားခဲ့ပြီဗျ စက္ကန့်20လောက်လိုသေးတယ်မက်သစ်စီအတွက်သတင်းကောင်းတော့မဟုတ်ဘူးဗျတစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ Paladin အနေနဲ့ဒီခွေရုပ်လက်လွတ်တော့မခံအောင် Cherry Judy ပါနေတဲ့အားလာချက်တွေပဲ Master Beauty ကောင်းလေးတော့နာနေပြီအလီတာရှိမှတော့ spare တော့မရှိတော့ဒီရောက်ကောင်းကောင်းယူတော့နားလေတယ် Shizu Fantasy တွေနဲ့ပဲ Messi ကိုမောင်းထုတ်တော့လုံနေတယ်ဒီကို Air Strike ကိုတော့ရောက်တော့ဖြတ်သွားသေးတယ်ဆိုတဲ့ကြားမှာ Law Objective ကိုတော့ဒီအချိန်မှာတော့ Paladin နဲ့ရောက်တော့ပိုင်ဆိုင်ထားသေးတယ်ဗျ အဲ့တော့မှ leader ရဲ့ crown လေးကိုထည့်ရထိုင်းနေပဲ leader ရဲ့ import ထည့်လေးကိုထည့်ရ wine chat ထက်အပေးမှနေမယ်နောက်မှရောက်လာတဲ့ damage တွေကြားမှာ leader ကိုဖြတ်ဖို့ချိုးစားခဲ့တယ်မရလိုက်ဘူးဗျအဲ့တော့မှပြန်ရောက်လာမှဗတဲ့ပြန် hell ဖို့ချိုးစားရဆိုပေမဲ့ Paladin လောရထားတဲ့ time တစ်ခုမှာတော့ပပနဲ့လေးနဲ့ပဲနောက်ကိုပြန် fall ထားနေပဲ law နဲ့တူဗတဲ့ပြန်ဆိုင်ဖို့ချိုးစားနေတယ်ဗျ Nico Air Strike တောက်လျှောက်ပြန်ဝဲထားတယ်ဆိုပေမဲ့ဒီအချိန်မှာ Cree လောက်ပဲထိန်းလို့ရတော့မှ Nico Air Strike တစ်ချက်မမိတာလဲဗတဲ့မှာအတော်ကြီးတိတာနေတယ်ဗျ ပြန် fall လိုက်တာဒီ Law Objective ကို free ပေးလိုက်တာနဲ့အတူတူပဲသူတို့ chain တွေပေါက်ကို instant ပြန်ဆိုင်မအောင်ရမယ်ဗျဒီနေထောင်းနားလေတယ် Yan Event ကြီးချက်ချင်းဆိုလို့လာနေပြီ Event ကြီးကတော့ bucket အနေနဲ့ immortal လေးကတော့ပါတယ် Arena Crown လေးလဲဖို့အတွက်ပတ်စံလောက်လာပဲကြည့်ရမယ်ဗျ Cherry Judy map position ကတော့ high ထားသေးတယ်လောကတော့ခုချိန်ထိကတော့မပြီးသေးဘူးဗျ Rookie မှာတော့ Flicker တော့ ready ဖြစ်နေရဆိုရင် ultimate timing လေးကတော့သွားပြီးတော့စောင့်နေသေးတယ်ဒါပေမဲ့ Shizu ဒီချိန်မှာ fantasy လေးကတော့နည်းနည်းလေးစောနေတယ်ဒါပေမဲ့ late game second ကတော့အဲ့လောက်တော့မကြောက်73 second လောက်ပဲစောင်းရမယ်အနေထားတစ်ခုပါ Yan ကတော့ immortal ပါလာပြီဆိုတော့ဒီတစ်ခေါက် high ground တက်မဲ့အနေထားတစ်ခုမှာ Paladin အများကြီးတော့ပြင်ဆင်လာခဲ့ပါပြီ image အနေငယ်လေး time လေးလွဲသွားခဲ့တယ်ဆိုပေမဲ့ရရှိထားတဲ့ Hyuki ရရှိထားတဲ့ဒီ damage တွေဂျားထဲမှာတော့သူတိကျတယ်ရတယ်အဲ့ဒါမှ white chat ထပ်ပြီးနောက်မှတော့ဘောရဲ့ ace ပြင်းဝင်မှာ Shizu throw လေးကိုထည့်ရိုက်ဖို့ကြိုးစားနေတယ်ဘိုးရဲ့မရရောက် defend ထားနိုင်မယ် leader Bangus timing တွေဂျားထဲမှာ Mathis ရဲ့ counter defensive ပြန်ပြီးလှုပ်ထားဖို့ကြိုးစားနေပါသေးတယ်အဲ့ဒါမှ Shizu အရန်ဝင်လာတဲ့ဟာကိုတော့ leader ပြန်ပြီးဖြတ်ထားနိုင်တယ်လို့ Nico ရဲ့ air strike တွေဂျားထဲမှာ Yan ace ရဲ့ import တွေဟိုပါပြန်ဖြုံးနေရင်းနဲ့ပဲ counter defensive တစ်ခုကို Mathis ဆက်လက်ပြီးတော့ပဲပြတ်ထားတော့မှာပဲ ဟုတ်တယ်ဒါပေမဲ့ဒီအချိန်မှာကောင်းလာတဲ့တစ်ခုကိုပြတ်သားနေနေပဲ even G ဘလုံးကရုံထွက်ဖို့အတွက်ကတော့မဖြစ်နိုင်တော့တဲ့အစိုးမှာပထမဆုံးအဖွင့်ပဲလေးမှာ Mathis ဒီတို့ရဲ့ see the glory see the day ဆိုတဲ့အရာလေးကိုတော့တသိပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဘိုးရဲ့တာဝါချိုးဖို့အတွက်မစောင့်နိုင်တော့ golden stat တွေပါထပ်ပြီးတော့ join ထားသေးတယ် leader လည်းမစောင့်နိုင်တော့ဘူး rapid boost တွေအသေးသေးဗျာ attacking အတိုင်းတန်းတွေပါအကုန်လဲပြီးတော့ပဲတာဝါကိုဒဲကိုတက်ရိုက်တော့မယ် second 30ဆိုတဲ့အချိန်ကတော့အရေးကြီးတယ်အကုန်လုံးမှာ item လေးအသေးသေးပြန်ကြည့်လိုက်မယ်ဆို Demon Hunter เนาะထနေကြီး3ချောင်းအကုန်လုံးမှာပါတယ် leader ကတော့လိုရမယ်ရပါလေသူနဲ့ sky media စာလေးကတော့ဖြတ်ပြီးတော့ထည့်ထားရဲဆိုတဲ့ဂျားထဲမှာ Messi တကယ်ကိုခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တစ်ပွဲကိုတော့ game number 1မှာနဲ့စတင်ပြီးတော့ပဲဖြတ်တန်းလိုက်ရပြီပဲဖြစ်ပါတယ် တကယ်ကို game မှာများအကောင်းဆုံးပွဲစဉ်တစ်ပွဲကိုတော့ Paladin နဲ့ Mathis เนาะဆော့ပြတ်သွားခဲ့တာပဲဖြစ်ပါတယ် game